1948ခုနှစ်ဇူလိုင်လ19ရက်နေ့သည်ခေတ်အဆက်ဆက်မြန်မာပြည်သူအားလုံးအလေးအမြတ်ပြုကြရသောနေ့တစ်နေ့ဖြစ်ပါသည်ဗြိတိရှကိုလိုနီဖြစ်မှလွတ်လပ်ရေးရယူပေးခဲ့ပြီးပရိသတ်ခေတ်ဟောင်းမြန်မာနိုင်ငံမှာလွတ်လပ်သောအချုပ်အခြာအာဏာပိုင်တမရနိုင်ငံတော်အဖြစ်နိုင်ငံတော်သစ်စနစ်သစ်ထူထောင်ရာတွင်ဦးဆောင်ခဲ့သူဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများလှုပ်ကြံတပ်ဖြတ်ခြင်းခံခဲ့ရသောနေ့ဖြစ်သည်ထိုစဉ်က1945ခုနှစ်ဇွန်လ19ရက်နေ့တွင်မွေးဖွားခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းနှင့်ဇနီးတော်ခင်ကြည်တို့၏အငယ်ဆုံးနှင့်တဦးသီးသောသမီးအသက်2နှစ်နှင့်1လသမီးအရွယ်ဒေါ်အောင်ဆန်းစုကြည်သည်နောက်တစ်ချိန်တွင်ဖခင်ကဲ့သို့မြန်မာပြည်သူများ၏လေးစားချစ်ခင်အပ်သောဒီမိုကရေစီခေါင်းဆောင်အဖြစ်ပေါ်ထွန်းလာလိမ့်မည်ဟုမည်သူမျှထင်မှတ်ခဲ့ကြလိမ့်မည်မဟုတ်ပါ1988ခုနှစ်မှစ၍မြန်မာဒီမိုကရေစီအရေးကိုဦးဆောင်သူတဦးအဖြစ်နိုင်ငံရေးတွေစတင်ဝင်ရောက်လာပြီးနောက်ပိုင်းဒေါ်အောင်ဆန်းစုကြည်မွေးနေ့သည်နိုင်ငံအနှံ့ပြည်သူများကိုယ်တိုင်လူလူလတ်လတ်ကျင်းပလေရှိသောနေ့တစ်နေ့ဖြစ်လာသည်တန်နာရီဆန်ဆန်ထူးခြားစွာပင်မြန်မာပြည်သူများအကြားတတိတရရှိကြသော19နံပါတ်သည်ဖခင်နှင့်သမီးအကြားတိုက်ဆိုင်လွန်သောအာဇာနည်တဦးတည်ဆုံခြင်းနှင့်ဒီမိုကရေစီခေါင်းဆောင်တဦးမွေးဖွားခြင်းနေ့ရက်များအဖြစ်ပြည်သူများအကြားအမှတ်တရဖြစ်လာခဲ့သည်ပြည်ရင်းပြည်ပရှိမြန်မာနိုင်ငံသားများ၏ဂုဏ်ပြုခြင်းခံရသောမွေးနေ့ရှင်နိုင်ငံရေးခေါင်းဆောင်2025ခုနှစ်ဇွန်လ19ရက်နေ့သည်ဒေါ်အောင်ဆန်းစုကြည်၏အသက်80ပြည့်မွေးနေ့ဖြစ်သည်အနှစ်80ပြည့်အထိလူလောကတွင်သက်ရှည်ကျန်းမာစွာဖြင့်ရှင်သန်နေထိုင်နိုင်ခြင်းကမင်္ဂလာတစ်ပါးဖြစ်ပေသည်မိသားစုအများအပြားကမိသားစုဝင်တဦး၏အသက်80ပြည့်မွေးနေ့ကိုထူးခြားဝမ်းမြောက်စွာကျင်းပပေးကြပေလိမ့်မည်မြန်မာနိုင်ငံနှင့်နိုင်ငံတကာတွင်ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သောဒေါ်အောင်ဆန်းစုကြည်သည်သူ၏အသက်80ပြည့်နှင့်မွေးနေ့ကိုအကျဉ်းထောင်ထဲတွင်ခက်ခဲပင်ပန်းစွာဖြတ်သန်းနေရသည်ပြင်ပနှင့်အဆက်အသွယ်လုံးလုံးလျားလျားဖြတ်တောက်ခံထားရသဖြင့်ကျန်းမာရေးအခြေအနေမိသူရှိနေမိကိုလည်းပြင်ပကဘာကမသိရပေမွေးနေ့တွင်အဝေးတွင်ရှိနေသောသားနှစ်ဦးကမိခင်ကိုတွေ့ဆုံခွင့်မရခြင်းမိသားစုဝင်ဆွေမျိုးသားချင်းတဦးမျှမရှိနေပဲအထီးကျန်စွာဖြတ်သန်းရခြင်းတို့ကသူကိုချစ်ခင်လေးစားကြသောပြည်သူများအတွက်စိတ်ထိခိုက်စရာမွေးနေ့တစ်ခုဖြစ်တယ်လို့သူလွတ်မြောက်ရေးမျှော်လင့်နှိုးဆော်မှုများတစ်ဖက်နိုးကြားလာသည့်မွေးနေ့လည်းဖြစ်စေပါသည်ထိုအချက်ကပင်တားငယ်ဖြစ်သူကိုထိန်လင်းခေါ် Kim Harris ကမိခင်၏အသက်80ပြည့်နှစ်မွေးနေ့ကိုမြန်မာပြည်နှင့်ကမ္ဘာအနှံ့မှမြန်မာပြည်သူများပါဝင်ဆုတောင်းနိုင်ပြီးရိုးရှင်းသောမွေးနေ့ဆုတောင်းလှုပ်ရှားမှုတစ်ခုကိုဥဆောင်လှုပ်ရှားရန်တွန်းအားဖြစ်လာစေသလားဟုတွေးဆစရာဖြစ်ပါသည်မိမိဟာသူ့ရဲ့တဘဝလုံးဒီမိုကရေစီနဲ့လူအခွင့်အရေးအတွက်နှိမ့်မြုပ်ခဲ့ပြီးဘဝရဲ့၄ပုံတစ်ပုံကိုလည်းထောင်နဲ့ဒါမှမဟုတ်နေအိမ်အကျယ်ချုပ်နဲ့ဖြတ်သန်းခဲ့ရပါတယ်ဒီလိုဖြတ်သန်းခဲ့ရတာဟာမြန်မာပြည်နဲ့ပြည်သူတွေပေါ်ထားရှိတဲ့ကရုဏာတရားနဲ့ငြိမ်းချမ်းစွာနဲ့နေနိုင်မဲ့ဒီမိုကရေစီစံပြီးလွတ်လပ်တဲ့မြန်မာပြည်အတွက်ဆိုတဲ့တခုတည်းသောရည်မှန်းချက်အတွက်ပဲဖြစ်ပါတယ်ဟုကိုထိန်လင်းက၎င်း၏ Facebook စာမျက်နှာကတဆင့်ဆု 80th birthday wish လှုပ်ရှားမှုတွင်အများပြည်သူတို့အသိပေးပြောကြားခဲ့သည်1988ခုနှစ်မြန်မာဒီမိုကရေစီအရေးကိုဦးဆောင်ပါဝင်ချိန်ကဒေါ်အောင်ဆန်းစုကြည်သည်အသက်43နှစ်အရွယ်ကောင်းဟုဆိုရမည်ဖြစ်သည်သို့သောသူ၏နိုင်ငံရေးဘဝကခက်ခဲကြမ်းတမ်းလာသည်ရခိုင်စစ်အာဏာရှင်ဟောင်းတန်းရွှေအစိုးရ22နှစ်ကျော်သက်တမ်းအတွင်းနေအိမ်အကျယ်ချုပ်3ကြိမ်ဖြင့်15နှစ်ကြာဖမ်းဆီးချုပ်နှောင်ထားခြင်းခံခဲ့ရပူသည်ထိုစဉ်ကမြန်မာနိုင်ငံမှပိန်မိန်ပါအမျိုးသမီးတဦးသည်ဒီမိုကရေစီလူအခွင့်အရေးနှင့်လူဂုဏ်သိက္ခာအတွက်မကြောက်မရွံ့မစုံမနစ်ကြံ့ခံတိုက်ပွဲဝင်နေခြင်းတို့ကြောင့်1990ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင်နိုဘယ်ငြိမ်းချမ်းရေးဆုတစ်ံဆိပ်ချီးမြှင့်ခြင်းခံခဲ့ရပြီးအရှေ့တောင်အာရှဒေသတွင်ဒေါ်အောင်ဆန်းစုကြည်သည်ပထမဆုံးနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်လာခဲ့သည်1996နှစ်2021ခုနှစ်များတွင်ထိုဆုကိုအရှေ့တီမောနိုင်ငံခေါင်းဆောင်ဂျိုဇေရာမို့စ်အော်တာနှင့်ဖိလစ်ပင်းနိုင်ငံသူသတင်းစာဆရာမာရီယာရက်ဆာတို့ကရရှိခဲ့သည်စစ်အစိုးရ၏အကျဉ်းသားဘဝဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့သောဆုတစ်ံဆိပ်ပေါင်းရာကျော်ရှိသည့်အနက်နိုဘယ်ငြိမ်းချမ်းရေးဆုသည်ဂုဏ်သိက္ခာအကြီးမားဆုံးဆုတစ်ံဆိပ်ဖြစ်ပြီးသူကိုယ်တိုင်ရေးသားခဲ့ပြီးထိုနှစ်တွင်ထုတ်ဝေခဲ့သည့်ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး Freedom from Fear စာအုပ်သည်ကမ္ဘာကျော်ခဲ့သည်
သို့သောရခိုင်ဒီမိုကရေစီအရေးလှုပ်ရှားရုန်းကန်တိုက်ပွဲဝင်သူတယောက်အဖြစ်ရှိစဉ်ကတကဘာလုံး၏အာယုံစိုက်ခြင်းခံခဲ့ရခြင်းနှင့်ယနေ့စစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏အကျဉ်းသားအဖြစ်အကျဉ်းချခံနေရသည်မှာ၄နှစ်နဲ့၄လကျော်ရှိနေပြီးကမ္ဘာအသက်အကြီးဆုံးနိုင်ငံရေးအကျဉ်းသားတဦးဖြစ်လာသည့်ဒေါ်အောင်ဆန်းစုကြည်ကိုကမ္ဘာကြီး၏အာယုံစိုက်မှုမှာများစွာကွာခြားသွားခဲ့လေသည်ကမ္ဘာကြီးကမြမအရေးထက်ပို၍အရေးကြီးသောဖြစ်ရကြီးများကိုရင်ဆိုင်နေရခြင်းလည်းဖြစ်သည်ကမ္ဘာကြီးအပြောင်းလဲမိတို့ပင်ရှိစေကမူဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်မြတ်လို့လေးစားတန်ဖိုးထားကြသောမြမပြည်သူအရေးအတွက်မှမူလွန်ခဲ့သော38နှစ်အတွင်းရော့ကျမသွားခဲ့ပါယင်းသည်ကမ္ဘာနိုင်ငံရေးခေါင်းဆောင်များထက်ဒေါ်အောင်ဆန်းစုကြည်ထူးခြားသောဆွဲဆောင်အားဖြစ်ပြီးမြမပြည်သူများကနိုင်ငံတော်၏မိခင်တပွဲအမေဟုအမျက်တနိုးခေါ်ကြစဉ်တန်းတာကြစဉ်မျော်လင့်နေကြစေဖြစ်သည်ကိုလေ့လာတွေ့ရှိရသည်အာနာရှင်စစ်ဗိုလ်ချုပ်များကိုလက်နက်မဲ့ခုခံနေသောတမဏိနှင်းစီဒီမိုကရေစီရောင်ပြအသွင်ကူးပြောင်းရေးကောင်းစဉ်ဖြင့်စနစ်တကျရေးဆွဲထားသောဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံရေးအပြောင်းလဲလုပ်ပြီးစစ်တပ်အာဏာကြီးစိုးရေးကိုစစ်ကောင်းဆောင်များစနစ်တကျကြိုးပမ်းခဲ့ခြင်းကိုဒေါ်အောင်ဆန်းစုကြည်မသိ၍မဟုတ်ပါစစ်ဗိုလ်ချုပ်များဆင်ထားသောထောင်ချောက်ထဲတိတိနှင့်တိုးဝင်ခဲ့သောသူကိုတမဏိနှင်းစီဟုပြည်သူများကဂုဏ်ပြုအမည်ပေးခဲ့သည်စစ်တပ်ကိုအကြမ်းမဖက်ထိတ်တိုက်ရင်ဆိုင်ခဲ့ပြီး၃ချိန်၃ခါနေအိမ်အကျယ်ချုပ်ဖြင့်အကျဉ်းချခံရပြီးနောက်တိုင်းပြည်ကိုစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရန်ထိခိုက်နေတာမှုအ ਨੇ ဆုံးနည်းလမ်းကိုရွေးချယ်ခဲ့ပြီးဒီမိုကရေစီမကျသောဖွဲ့စည်းပုံခြေခံဥပဒေအောက်ကရွေးကောက်ပွဲကိုဝန်ရံဆုံးဖြတ်ခဲ့သည်2012ခုနှစ်ကြားပြတ်ရွေးကောက်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ခဲ့ခြင်းသည်1988ခုနှစ်ကတည်းကရည်တည်ခဲ့သောအတိုက်ခံခေါင်းဆောင်ဆိုသည့်အနေအထားမှဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံရေးခေါင်းဆောင်မှုအခမ်းကဏ္ဍပြောင်းလဲမှုများ၏အချို့အကွေ့အစဖြစ်ခဲ့သည်အန်ရီရှိသောထိုဆုံးဖြတ်ချက်အတွက်ထိုအချိန်ကပါတီခေါင်းဆောင်ပိုင်းအတွင်း၌ပင်သူနှင့်သဘောထားကွဲလွဲမှုများရှိခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီးအထင်ရှားဆုံးမှာပါတီအတွင်းရေးမှူးဖြစ်သူဦးဝင်းတင်ဖြစ်သည်သတင်းစာဆရာဦးဝင်းတင်သည်စစ်အာဏာရှင်တို့၏နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီးစစ်ကောင်းဆောင်များကိုကြောက်ဆိုင်ကြောက်သားကဲ့သို့အခိုင်အမာနိုင်ငံရေးအန်တုကဲ့သို့တဦးဖြစ်သည်2015ခုနှစ်ရွေးကောက်ပွဲကြီးအပြီးစစ်ဗိုလ်ချုပ်ကြီးများနှစ်ပေါင်းများစွာထိန်းချုပ်လာခဲ့သောအာဏာကို၎င်းတို့၏လက်ထဲမှဒေါ်အောင်ဆန်းစုကြည်ကအသာအရာရယူပြနိုင်ခဲ့သည်နိုင်ငံတော်အာဏာကိုစစ်ကောင်းဆောင်များထံကတရားနည်းလမ်းကျကျပြည်သူထောက်ခံမှုအင်အားဖြင့်ငြိမ်းချမ်းစွာရယူပြခဲ့သည်သို့သောစစ်ကောင်းဆောင်များအတွက်မူခါးသီးသောသင်ခန်းစာဖြစ်ခဲ့သည်ဒီမိုကရေစီစနစ်တွင်အာဏာသည်ပြည်သူမှဆင်းသက်ပြီးပြည်သူများ၏ဆန္ဒမဲသည်ညီမျှအစွမ်းထက်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကသက်သေပြနိုင်ခဲ့ပြီးသူပြောခဲ့မှုသောထိခိုက်နစ်နာမှုအ ਨੇ ဆုံးနည်းလမ်းပင်ဖြစ်သည်သို့သောတိုင်းပြည်ကိုဒီမိုကရေစီစစ်စီသို့ပြောင်းလဲနိုင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်ဦးတည်ကြိုးပမ်းလာသည့်အခါအာဏာအလုံးစုံလက်လွတ်ရမည်ကိုကြောက်ရွံ့လာသောစစ်တပ်၏လက်နက်အားကိုပြီးအာဏာပြန်သိမ်းခြင်းကိုခံခဲ့ရသည်မအောင်မြင်ခဲ့သောရင်ကြားစေရေးဒေါ်အောင်ဆန်းစုကြည်အာဏာရပြီဆိုသည်နှင့်ကမ္ဘာတဝန်းအစိုးရများကအံ့ဩပနန်းထောက်ခံခဲ့ကြသည်ပြည်သူများအပေါ်လွန်စွာရက်စက်ကြမ်းကြုတ်ဖိနှိပ်မှုများကြောင့်မြောက်ကိုရီးယားအီရန်တို့နှင့်တဒန်းနဲ့ထားအရေးယူခံခဲ့ရသောမြန်မာစစ်အာဏာရှင်များကိုအကြမ်းမဖက်ရင်ဆိုင်အနိုင်ယူပြခဲ့သည့်ဖြစ်ရပ်ကစိတ်ကူးရင်ကဘာတွေကနတ်သမီးပုံမြင်အလားကဘာကြီးကအံ့ဩချီးကျူးထောပနာပြုခဲ့ကြသည်အာဏာရှင်၏အကျဉ်းသားဘဝမှာနောက်ဆုံးမိမိလက်ထဲအာဏာရရှိလာသည့်အထိစွမ်းဆောင်နိုင်ခဲ့သောဒေါ်အောင်ဆန်းစုကြည်ကိုတောင်အာဖရိက၏အသားအရောင်ခွဲခြားရေးကိုစန့်ကျင်တိုက်ပွဲဝင်ခဲ့မှုကြောင့်ကမ္ဘာကျော်တကြွဆန်အကျဉ်းသားဘဝမှသမ္မတဖြစ်လာသောနယ်ဆန်မန်ဒဲလာနှင့်မကြာခဏထပ်တူပြုနိုင်ရှင်ပြောဆိုလေရှိခဲ့ကြသည်သို့သောနယ်ဆန်မန်ဒဲလာမကြုံတွေ့ခဲ့ရသောအာဏာမှလွဲလင်မြည်သည့်အရာကိုမျှဂရုမစိုက်သောမြန်မာနိုင်ငံရှိစစ်ဗိုလ်ချုပ်များ၏ရက်စက်ကြမ်းကြုတ်မှုမျိုးကိုဒေါ်အောင်ဆန်းစုကြည်ကကြုံတွေ့ခဲ့ရပြီးနိုင်ငံရေးအကျဉ်းသားအဖြစ်ကာလရှည်ပြန်လည်ရင်ဆိုင်နေရသည်သူ၏အသက်အန္တရာယ်ကိုတစ်ချိန်မကလှုပ်ကြံခဲ့မှုသောစစ်ကောင်းဆောင်များကိုသူအာဏာရရှိလာခြင်းတွင်အပြုံးမပြတ်လက်ဆွဲနှုတ်ဆက်ပြီးစစ်တပ်၏အတိတ်ကကျူးလွန်ခဲ့မှုများအပေါ်အမျိုးသားရင်ကြားစေ့ရေးမှုဖြင့်အာဃာတမထားကြောင်းပြသခဲ့တော်လဲ
စစ်ဗိုလ်ချုပ်များသည်ဒီမိုကရေစီစနစ်ကိုမကြိုက်ကြသလိုဒေါ်အောင်ဆန်းစုကြည်ကိုလည်းမယုံကြည်ကြပါဒေါ်အောင်ဆန်းစုကြည်နှင့်အတူနှစ်ပေါင်းများစွာစစ်တပ်၏မတရားဖိနှိပ်ရက်စက်မှုများကိုခံစားခဲ့ရသောလုပ်ပေါ်ကိုင်ဘက်များကစစ်ကောင်းဆောင်များကို၎င်းတို့၏အတိတ်ကာလကျူးလွန်ခဲ့မှုများအတွက်အ ਨੇ ဆုံးတာဝန်ယူတာဝန်ခံမှုရှိစေခြင်းကြသည်စစ်ဗိုလ်ချုပ်များကျူးလွန်ခဲ့သောပြစ်မှုများ၏အမှန်တရားဖော်ထုတ်ရေးအတွက်ဆန္ဒရှိကြသောလဲသူ၏ခေါင်းဆောင်မှုကိုယုံကြည်သောပြည်သူလူထုသည်အမျိုးသားရင်ကြားစေရေးမှုကိုဇောရကမတက်ခဲ့ကြပါတိုင်းပြည်အစိုးတန်တရားအတိတ်ကိုပြန်လှည့်ခြင်းတဲ့အနာဂတ်ကိုမျက်နှာမူပြီးနိုင်ငံသားများလူကုန်သိက္ခာနှင့်အညီလွတ်လပ်လုံခြုံစွာနေထိုင်နိုင်ရေးကိုရှေ့ရှုကာတိုင်းပြည်ပြန်လည်တည်ဆောက်ရေးသူ၏ကြိုးပမ်းဆောင်ရွက်လိုစိတ်ကြောင့်သာမျိုးသိခဲ့ကြသည်ဒေါ်အောင်ဆန်းစုကြည်အမျိုးသားရင်ကြားစေရန်ကြိုးပမ်းခဲ့မှုအပေါ်တန်ဖိုးထားလက်ခံခဲ့ခြင်းအလျင်းမရှိခဲ့သောစစ်ဗိုလ်ချုပ်များသည်လက်နက်အားကိုဖြင့်အတိတ်ကအစိုးတန်တရားထဲတဖန်ပြန်လည်နှင်မွန်းစေရန်အာဏာသိမ်းပြီးတိုင်းပြည်ကိုဖျက်ဆီးခဲ့သည်စစ်ကောင်းဆောင်မဲအောင်လှိုင်သည်အညှိုးကြီးစွာဖြင့်ဒေါ်အောင်ဆန်းစုကြည်မကျူးလွန်ခဲ့သောအမှုပေါင်းများစွာဖန်တီး၍သူ၏လက်ကျန်လူသက်တမ်းကိုအကျဉ်းထောင်အတွင်းကုံဆုံးစေရန်အစီအစဉ်ရှိချုပ်နှောင်ထားခဲ့သည်တနည်းအားဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုတေတံစီရင်နေခြင်းဖြစ်သည်တော်ရိုင်းတရိษံဆက်ဆံပြုမိုးလျက်ရှိသောစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုလက်နက်မဲ့စေစညှိနှိုင်း၍မရတော့မှရှင်းလင်းပြတ်သားစွာသိမြင်ခဲ့ကြသောစစ်အာဏာသိမ်းမှုကိုစန့်ကျင်သောမြန်မာပြည်သူများသည်နိုင်ငံအနှံ့လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်မြင်တွေ့လိုသောထိခိုက်နစ်နာမှုအ ਨੇ ဆုံးနည်းလမ်းနှင့်ဆန့်ကျင်ဘက်ပျက်စီးဆုံးရှုံးမှုကြီးမားမှုများကိုနေ့စဉ်နေ့တိုင်းတွေ့မြင်နေရသည်မှာ၄ နှစ်၄ လကျော်ခဲ့ပြီဖြစ်သည်ဒီမိုကရေစီမဟာမိတ်များထင်းစည်းပြေခြင်းဒေါ်အောင်ဆန်းစုကြည်အာဏာရရှိလာချိန်မှာ1988ခုနှစ်ကတည်းကဒီမိုကရေစီအရေးလက်တွဲတိုက်ပွဲဝင်ခဲ့ကြသောမဟာမိတ်နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကခေါင်းဆောင်များကဒီမိုကရေစီအောင်ပွဲအဖြစ်ခံယူခဲ့ကြသည်စစ်တပ်၏အုပ်ချုပ်မှုအောက်အကျဉ်းထောင်အသီးသီးတွင်နှစ်ရှည်အကျဉ်းချခံပူးခြင်းမရှိသောနိုင်ငံရေးခေါင်းဆောင်မရှိသလောက်ဖြစ်သည်ထို့ကြောင့်သူတို့အားလုံးသည်စစ်ခေါင်းဆောင်များအပေါ်ခါးသီးသောခံစားချက်များရှိကြသည်ဒေါ်အောင်ဆန်းစုကြည်ကအမျိုးသားရင်ကြားစေရေးမှုကိုကင်ဆွဲမည်ဟုကြေညာခြင်းတွင်အတိတ်ကစစ်တပ်ကျူးလွန်ခဲ့မှုများအတွက်စစ်ဗိုလ်ချုပ်များထုတ်ဖော်ပြောဆိုဝန်ခံကြရုံဖြင့်တာဝန်ယူမှုကိုပြသတင်သည်ဟုသဘောထားရှိကြသည်ထို့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုမျှော်လင့်ခဲ့ကြခြင်းသည်သူကိုစစ်ကောင်းဆောင်များနှင့်အသက်တပံထိတ်တိုက်ရင်ဆိုင်စီးကျင်းထိုးရန်တွန်းအားပေးနေတဲ့ကဲ့သို့ရှိခဲ့သည်ထိုလမ်းကိုဒေါ်အောင်ဆန်းစုကြည်ကမရွေးချယ်ခဲ့ပါတစ်ဖက်တွင်မြန်မာနိုင်ငံရေးတွင်စစ်တပ်ပါဝင်နေမှုကိုအဆုံးသတ်နိုင်ပြီဆိုပါကဒီမိုကရေစီအရေးနှင့်လူအခွင့်အရေးတို့သည်အလိုလျောက်ထွန်းကားလာမည်ဖြစ်၍စစ်တပ်နှင့်ယုံကြည်မှုတည်ဆောက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးအရင်ဆုံးရွေးချယ်ဆောင်ရွက်ရန်ဒေါ်အောင်ဆန်းစုကြည်ကကြိုးပမ်းခဲ့သည်ထိုကဲ့သို့လှုပ်ဆောင်ခြင်းကိုပင်အငြိမ်းချမ်းဆုံးနည်းလမ်းဟုသူယုံကြည်ခဲ့သည်ဤသို့ဖြင့်တစ်ချိန်ကဒီမိုကရေစီရေးလက်တွဲတိုက်ပွဲဝင်ခဲ့သောနိုင်ငံရေးကောင်းဆောင်အဖွဲ့အစည်းတချို့၏သူ့အပေါ်နားလည်မှုလွဲမှားခြင်းများစတင်ဖြစ်ပေါ်လာသည်အထူးသဖြင့်တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများကအာဏာရပြီးနောက်ဒေါ်အောင်ဆန်းစုကြည်သည်စစ်တပ်နှင့်သာရင်ကြားစေရေးကြိုးပမ်းမှုများတွင်အချိန်ကုန်နေပြီးသူတို့ကိုလစ်လျူရှုခဲ့သည်လက်တွဲဖြုတ်ခဲ့ကြသည်ဟုယူဆခဲ့ကြသည်ဒီမိုကရေစီမဟာမိတ်များထင်စည်းပြေခြင်းတွင်စစ်တပ်သည်ဒေါ်အောင်ဆန်းစုကြည်ကိုဒီမိုကရေစီအာဏာရှင်ဟုစတင်ဝါဒဖြန့်အမည်ဖြတ်လာပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏လွှတ်တော်တွင်ဆောင်ရွက်ချက်များကိုဒီမိုကရေစီအနိုင်ကျင့်ခြင်းအဖြစ်တစိုက်ကပ်ခဲ့သည်စစ်တပ်၏အဆိုပါဝါဒဖြန့်လှုံ့ဆော်မှုများကိုနိုင်ငံရေးကောင်းဆောင်တချို့ကပါကျေနပ်စွာသဘောတူဝေဖန်ပြောဆိုခဲ့ကြသည်သို့သော2016ခုနှစ်ဧပြီလ1ရက်နေ့မှစ၍နိုင်ငံတော်အာဏာကိုစတင်ရရှိခဲ့သောဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးခရီးကမချုံမွေ့ခဲ့ပါအာဏာရပြီး6လခန့်အကြာ2016ခုနှစ်အောက်တိုဘာလတွင်ရခိုင်ပြည်နယ်တွင်ရခိုင်ကမကြားဘူးသော ARSA Arakan Rohingya Salvation Army တိုက်ခိုက်မှုကိုစတင်ကြုံတွေ့ရပြီးရင်းဖြစ်စဉ်သည်နောက်တစ်နှစ်ခန့်အကြာ2019ခုနှစ်ဩဂတ်လ25ရက်နေ့တွင်မောင်တော်ဘူဒီတောင်နှင့်ရသေတောင်မြို့များမှရိုဟင်ဂျာလူမျိုး9သိန်းကျော်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးခိုလုံခဲ့ရသည့်အထိနိုင်ငံတကာပြဿနာကြီးအဖြစ်ကြီးထွားခဲ့သည်စိတ်ဝင်စားစရာကောင်းသည်မှာ
အာရခတ်တော် AA ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအေယာဝတီသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းတွင်၎င်းတို့တပ်ဖွဲ့ရခိုင်နှင့်ခြေကုပ်မယူနိုင်ရန် ARSA အာဆာကိုစစ်တပ်ကိုယ်တိုင်မွေးမြူခဲ့ပြီးနောက်ပိုင်းတွင်ဒေါအောင်ဆန်းစုကြည်အစိုးရပြုတ်ကျရေးအတွက်အသုံးချခဲ့သည်ဟုဆိုသည်နိုင်ငံရေးသမားအများပြားကလည်းထို့သို့တန်တရားဖြစ်ခဲ့သည်မှာကြာခဲ့ပြီဖြစ်ပြီးအထောက်အထားများထုတ်ဖော်ပြသနိုင်ကြမည်ဆိုရင်နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကမင်းအောင်လှိုင်ကိုစစ်ရာဇဝတ်ကောင်အဖြစ်ဝရမ်းထုတ်နိုင်မည်ဖြစ်သည်စင်စစ်ဒေါအောင်ဆန်းစုကြည်သည်အာဏာရပြီးချင်းတလမပြည့်မီကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်သောကော်မရှင်ကိုအမြန်ဆုံးဖွဲ့စည်းပြီးရိုဟင်ဂျာအရေးအကောင်းဆုံးအဖြေရှာရန်ကြိုးပမ်းခဲ့သည်ရိုဟင်ဂျာပြဿနာ၏အတိမ်အနက်ကိုရိပ်စားမိသောကြောင့်ဖြစ်သည်စစ်တပ်ကဒေါအောင်ဆန်းစုကြည်သည်ပြည်တွင်းရေးကိုနိုင်ငံတကာအရေးဖြစ်ရန်လှုံ့ဆော်နေသည်ဟုယူဆဆန့်ကျင်ခဲ့ပြီးထိုကော်မရှင်ဖွဲ့စည်းရာတွင်နိုင်ငံသားဦးဆောင်မှုအပေါ်မကြေမနက်ကန့်ကွက်ခဲ့သည်2019ခုနှစ်ဩဂတ်လ25ရက်နေ့တွင်နေဆက်ရဲကင်းစခန်းအများအပြားကိုအာဆာကဝင်ရောက်တိုက်ခိုက်မှုသည်ကိုဖီအာနန်ကော်မရှင်ကရိုဟင်ဂျာအရေးဖြေရှင်းရန်အချက်88ချက်ပါဝင်သောအကြံပြုအစီရင်ခံစာထုတ်ပြန်ခြင်းတွင်တိုက်ဆိုင်စွာဖြစ်ပွားခဲ့သည်သို့သောမြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း Miss Yan Hili သည်အာဆာကအလုံးရင်းနှင့်တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့သည်နေဆက်ရဲကင်းစခန်းနေရာများကိုထိုစဉ်ကသူကိုယ်တိုင်ရောက်ရှိလေ့လာခွင့်ရခဲ့ပြီးစစ်တပ်ပြောတဲ့ကဲ့သို့ဖြစ်ပွားခဲ့သည်ဟုသူမယုံကြောင်းလူသိရှင်ကြားပြောဆိုခဲ့မှုသည်ထိုဖြစ်ရပ်ကိုအကြောင်းပြုပြီးရက်ဆက်ကြမ်းကြုတ်မှုတွင်နာမည်ဆိုးနှင့်ကြောကြားသောမြန်မာစစ်တပ်၏နယ်မြေရှင်းလင်းရေးကြောင့်ယာနှင့်ချီသောရိုဟင်ဂျာကျေးရွာများမိလောင်ပြာကျခဲ့ရပြီးရိုဟင်ဂျာ9သိန်းခန့်အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ထွက်ပြေးခိုလုံခဲ့ကြရသည်လက်ရှိဖြစ်ပေါ်နေသောစကိုင်းနယ်မကွေးတိုင်းကရင်ကယားကချင်ချင်းနယ်ရခိုင်ပြည်နယ်များတွင်စစ်တပ်၏ပြောင်ကျကျူးလွန်ခဲ့သောကျူးလွန်နေစေဖြစ်သောမြို့များကျေးရွာများကိုမိရှုပြချနေသည့်လောက်ရက်က2019ခုနှစ်ရခိုင်ပြည်နယ်ရိုဟင်ဂျာကျေးရွာများကိုမိရှုခဲ့သည့်လောက်ရက်ကိုစစ်တပ်ကျူးလွန်ခြင်းဖြစ်ကြောင်းအတည်ပြုပေးလျက်ရှိသည်တိုင်းပြည်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအားလုံးကိုဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်၏ဆောင်ရွက်ချက်များအပေါ်အယက်သားအစိုးရကဝင်ရောက်ဆွတ်ဖက်ခွင့်မရှိခြင်းစစ်တပ်၏စစ်စင်ရေးလုပ်ငန်းများအပေါ်အယက်သားအစိုးရကမေးမြန်းဆွတ်ဖက်ခွင့်မရှိသောအခြေအနေတွင်စစ်တပ်ကအင်အားသုံးအကြမ်းဖက်နှိမ်နင်းမှုကြောင့်ရိုဟင်ဂျာလူမျိုး9သိန်းခန့်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးခိုလုံခဲ့ရသည့်ဖြစ်စဉ်အပေါ်ဒေါအောင်ဆန်းစုကြည်နှင့်သူ၏အစိုးရကမြည်သူများတားဆီးနိုင်ခြင်းမရှိခဲ့ပါ2022ခုနှစ်နွေဦးတော်လှန်ရေးတစ်နှစ်ပြည့်တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် NLD အစိုးရလက်ထက်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်တန်းကရခိုင်ပြည်နယ်မှာအာဆာ၏တိုက်ခိုက်မှုကိုစစ်တပ်ကပြောပြသမျှသာအစိုးရအဖွဲ့အကြီးအကဲများကသိရှိရကြောင်းဖွင့်ဟပြောဆိုခဲ့သည်စစ်တပ်၏နိုင်ငံရေးလှုပ်ရှားမှုများနှင့်အကျွမ်းတဝင်ရှိသောမြန်မာပြည်သူတို့ကစစ်တပ်သည်ရိုဟင်ဂျာများကိုတစ်ဖက်နိုင်ငံသို့တမင်မောင်းထုတ်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကြက်တဲကြုံစီရန်ထိုမှတဆင်တိုင်းပြည်မတည်ငြိမ်မှုကိုအကြောင်းပြပြီးအာဏာသိမ်းရန်ကြံစည်မှုဖြစ်သည်ဟုယုံကြည်ခဲ့ကြသည်ပြည်သူများယုံကြည်ခဲ့သည်မှာမမှားခဲ့ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေတွင်အယက်သားအစိုးရလက်ထဲမှအာဏာကိုရယူနိုင်သောတခုတည်းသောနည်းလမ်းဖြစ်သည့်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို NLD အစိုးရကတစ်ကြိမ်မျှမခေါ်ယူခဲ့ခြင်းအပေါ်မကြသေးမီကမင်းအောင်လှိုင်ကိုယ်တိုင်မကြေမနက်ထုတ်ဖော်ဝန်ခံပြောဆိုခဲ့သည်မဟုတ်ပါလားဤသို့ဖြင့်စစ်တပ်၏ချိန်ချောက်မှုများအောက်မှဒေါအောင်ဆန်းစုကြည်သည်အာဏာငန်းဖမ်းနေသောစစ်ကောင်းဆောင်မင်းအောင်လှိုင်၏စစ်အာဏာသိမ်းမှုကိုရှောင်ရှားနိုင်ခဲ့ခြင်းမရှိပါစစ်တပ်အာဏာသိမ်းခြင်းကိုရှောင်ရှားရန်မင်းအောင်လှိုင်နှင့်ညှိနှိုင်းဖြေရှင်းသင့်သည်ဟုသူ့ကိုအပြစ်တင်သောဝေဖန်မှုများကိုနိုင်ငံရေးခေါင်းဆောင်တချို့ကထုတ်ဖော်ပြောဆိုခဲ့သည်၎င်းတို့အထဲတွင်ထင်ရှားသူတို့မှာပြည်သူ့ပါတီခေါင်းဆောင်ကိုကိုကြီးဖြစ်သည်ကိုကိုကြီးသည်2012ခုနှစ်ဒေါအောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ခြင်းကလည်းစန့်ကျင်ဝေဖန်ခဲ့ဖို့တလို့ဒေါအောင်ဆန်းစုကြည်ပါတီမှတဆင့်2015ခုနှစ်ရွေးကောက်ပွဲကိုဝင်ပြိုင်ရန်လဲစ조사ခဲ့ဖို့သူဖြစ်သည်ယခုတဖန်အာဏာသိမ်းစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ပူးပေါင်းပြီးယခုနှစ်ကုန်ပိုင်းစစ်တပ်ကျင်းပမည့်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ရန်ကြိုးပမ်းလျက်ရှိသည်
ဒီမိုကရေစီအတိုက်ခံခေါင်းဆောင်တအုပ်ဘဝမှာအာဏာရခေါင်းဆောင်တအုပ်ဖြစ်ခဲ့သောဒေါအောင်ဆန်းစုကြည်နိုင်ငံရေးခရီးကမချောမွေလှပါစစ်တပ်နှင့်အကြမ်းမဖက်ထိတ်တိုက်ရင်ဆိုင်ခဲ့ရသောကာလတစ်လျှောက်လုံးလက်တွဲတိုက်ပွဲဝင်ခဲ့ကြသောလှုပ်ဖို့ကိုင်းဖက်နိုင်ငံရေးခေါင်းဆောင်များ၏အထင်အမြင်လွဲမှားခြင်းဝေဖန်ပြစ်တင်ခြင်းများကိုရင်ဆိုင်ခဲ့ရသည်ဒီမိုကရေစီအင်အားစုများအတွင်စီးလုံးမှုပြုတ်ကွဲခဲ့ခြင်းကစစ်ကောင်းဆောင်များအာဏာသိမ်းရန်တွန်းအားဖြစ်စေခဲ့ကြောင်းသုံးသပ်တွေ့ရှိရပါသည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးနောက်ပြန်လှန်ခဲ့သောသင်ခန်းစာများမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်သည်အချိန်မရွေးနောက်ပြန်လှန်နိုင်ကြောင်းဒေါအောင်ဆန်းစုကြည်ကပြည်ပခရီးစဉ်များအတွင်နိုင်ငံတကာအတိုင်းအဝန်းကိုသတိပေးပြောဆိုခဲ့ပူသည်ထို့ကြောင့်လည်းသူသည်စစ်ကောင်းဆောင်များနှင့်ယုံကြည်မှုတည်ဆောက်ရန်ပထမဦးစားပေးရွေးချယ်ခဲ့ပြီးဒီမိုကရေစီနောက်ပြန်မလဲရေးကိုအထူးကြိုးစားခဲ့သည်သို့သောသူ၏စိုးရိမ်မှုများအတိုင်းဖြစ်လာခဲ့သည်အိန္ဒိယတွင်သင်ခန်းစာယူသင့်သည့်အချက်အဖြစ်ဝေဖန်သုံးသပ်ထောက်ပြမှုတချို့မှာစစ်ကောင်းဆောင်များနှင့်ယုံကြည်မှုတည်ဆောက်နေစဉ်တပြိုင်နက်တည်းမှာပင်တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုဒေါအောင်ဆန်းစုကြည်နှင့် NLD ပါတီအနေဖြင့်နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံခြင်းဖြင့်ယုံကြည်မှုတည်ဆောက်ခဲ့တဲ့သည်ဟုဆိုသည် NLD ပါတီဘက်ကလည်းမတရားအသင်းအဥပဒေဖြင့်နိုင်ငံရေးပါတီများကိုလက်နက်ကိုင်အဖွဲ့အစည်းနှင့်မဆက်ဆံနိုင်ရန်ကန့်သက်ထားခဲ့သည်ဟုဆိုသည်သို့သောအမျိုးသားရင်ကြားစေရေးမူကိုမဟာဗျူဟာရည်မှန်းချက်များနှင့်လုပ်ငန်းစဉ်များအထိ NLD ကအတိအကျချမှတ်ပြီးအဆင့်အလိုက်လက်တွေ့အကောင့်အထည်ဖော်ဆောင်ရွက်ခဲ့သည်ထို့သောဖော်ဆောင်ရမှာဒေါအောင်ဆန်းစုကြည်တဦးတည်းဖြင့်မဖြစ်နိုင်ပဲ NLD ခေါင်းဆောင်ပိုင်းကတက်ကြွစွာနီလန်းရှာဖွေဖော်ဆောင်ခဲ့သည်ခေါင်းဆောင်၏ရင်ကြားစေရေးမူကိုနိုင်ငံရေးမျက်နှာစာတိုင်းတွင်ဟန်ချက်ညီညီကြဲကြဲပြန့်ပြန့်လိုက်ပါအကောင့်ထဲပေါ်ရန် NLD ပါတီအနေဖြင့်ပြက်ကွက်ခဲ့သည်ဟုလေးလာထောက်ပြမှုများလည်းရှိခဲ့ပါသည်တစ်ဖက်တွင်လည်းနှစ်ပေါင်း90ခန့်ကြာပြီးမှပထမဆုံးပေါ်ပေါက်လာသောအယက်သားအစိုးရသည်အခြေခံအုံမြင့်ခိုင်မာစွာအမြင့်တွဲနေသောအာဏာရှင်အုပ်ချုပ်ရေးယန္တရားကိုဒီမိုကရေစီစံနှုန်းများကျင့်သုံးလာစေရေးအတွက်ပြုပြင်ပြောင်းလဲရန်ကြက်ကုတ်ကြက်ခဲကြိုးပမ်းနေရသည်အရက်ဖက်အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကိုလဲပတ်နေသောအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတစ်ခုလုံးကိုစစ်တပ်၏ထိန်းချုပ်မှုအောက်မှအယက်သားအစိုးရထိန်းချုပ်မှုအောက်သို့လွှဲပြောင်းရယူနိုင်ခဲ့ခြင်းက NLD အစိုးရ၏ရှားရှားပါးပါးအောင်မြင်မှုဖြစ်ခဲ့ပြီးထို့အတွက်များစွာကြိုးပမ်းအားထုတ်ခဲ့ရကြောင်းခန့်မှန်းသုံးသပ်နိုင်ပါသည်သို့သောဒေါအောင်ဆန်းစုကြည်အာဏာရလာပါကမြန်မာပြည်ကြီးချက်ချင်းတိုးတက်သွားမည်ဟုမဖြစ်နိုင်သောအခြေအနေတစ်ခုကိုစနစ်တကျတွင်ဝါဒဖြန့်ပြီးတခြားတစ်ဖက်တွင်ထိုကဲ့သို့မဖြစ်လာခြင်းကြောင့် NLD အစိုးရနှင့်ဒေါအောင်ဆန်းစုကြည်သည်အရေးအချင်းမရှိကြောင်းပြည်သူများစိတ်ပြက်လာစေရန်အပြစ်တင်လာစေရန်စစ်တပ်ကစနစ်တကျဝါဒဖြန့်နှုတ်ဆော်ခဲ့သည်ဤနည်းဖြင့်အစိုးရကိုဝေဖန်ပြစ်တင်ခြင်းကပင်ဒီမိုကရေစီအခွင့်အရေးအဖြစ်တွင်တွင်ကျကျအသုံးချလာပြီး NLD ခေါင်းဆောင်ပိုင်းကလည်းအစိုးရကိုကြောက်စရာမလိုပဲဝေဖန်ခွင့်ရှိခြင်းကပင်ဒီမိုကရေစီလွတ်လပ်ခွင့်ရလာခြင်း၏တိုးတက်မှုပြရုပ်အဖြစ်ပြန်လည်တုံ့ပြန်ခဲ့ကြသည်သို့သောတားကောင်၏အားနည်းချက်ကိုတိတ်တဆိတ်ချောင်းမြောင်းလေ့လာနေသောတားရဲစစ်တပ်ကအချိန်မီ၍အနေပြုနိုင်သောအခြေအနေရှိကြောင်းသတိမမူခဲ့ကြပါစစ်တပ်သည်ပြည်내ဝန်ကြီးချုပ်ကိုပြည်내လွှတ်တော်ကသာရွေးချယ်ခံထားရေးကိစ္စတွင်တိုင်းရင်းသားပါတီများနှင့် NLD အကြားစနစ်တကျသွေးခွဲခဲ့မှုကထင်သာမြင်သာအရှိဆုံးဖြစ်ရဖြစ်သည်သွေးခွဲမှန်းသိလျက်နှင့်ပင်သွေးကွဲခဲ့ကြသည်မှာဒီမိုကရေစီအင်အားစုများပင်ဖြစ်သည်ဒီမိုကရေစီအင်အားစုများအကြားကွဲပြားမှုပုံမနဲ့ဆိုင်လာလေစစ်တပ်ကအာဏာချုပ်ကိုင်မှုပြန်လည်ရရှိနိုင်မည့်ယုံကြည်မှုစေကောင်းဆောင်များအကြားပုံမရရှိလေဖြစ်စေခဲ့သည်ထိုခွန်အားများဖြင့်ယခုအခါနိုင်ငံတကာ၏အမေလျော်ခံထားရသောဒေါအောင်ဆန်းစုကြည်ကိုအမှုပေါင်းတဒါဇင်ကျော်ဖြင့်တရားလက်လွတ်ဆွဲချက်တင်အကျဉ်းချထားသည်မှာ4 နှစ်နှင့်4 လကျော်ပြီဖြစ်သည်ဒေါအောင်ဆန်းစုကြည်ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်တစ်နှစ်ပြည့်ကနီးအချိန်ကြာမှာသူကိုငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခဲ့သောနော်ဝေးနိုင်ငံနိုဘယ်ဆုပေးရေးကော်မတီကနှုတ်ဆက်နေမှုကိုရပ်တန့်ခဲ့ပြီးသူ၏အခြေအနေကိုစိုးရိမ်ကြောင်းနှင့်သူကိုမတရားဖမ်းဆီးပြစ်ဒဏ်ချမှတ်ထားခြင်းကိုရှုံချကန့်ကွက်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်ယင်းသည်နိုဘယ်ကော်မတီ၏တခုတည်းသောကြေညာချက်ဖြစ်ပြီးယင်းနောက်ပိုင်းယနေ့အချိန်ထိနှုတ်ဆက်နေခဲ့ကြသည်ကဘာကြီးကစစ်အာဏာရှင်ဟောင်း
တန်းရွှေလက်အောက်တွင်15နှစ်ကြာနေအကျယ်ချုပ်ဖြင့်ကြံကြံခံရင်ဆိုင်ဖြတ်ကျော်ခဲ့ဘူးသောအရှိတောင်အာရှ၏ပထမဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အမျိုးသမီးကိုနောက်ထပ်တစ်ကြိမ်ရက်ဆက်ကြမ်းကြုတ်သောစစ်အာဏာရှင်မျိုးဆက်လက်ထဲအကျဉ်းသားအဖြစ်ထပ်မံကြာရောက်နေခြင်းကိုအလေးထားဂရုပြုသင့်ပါသည်သို့သောကဘာကြီးဟာသူ့အပေါ်မိတို့ပင်သဘောထားပါစေဒေါ်အောင်ဆန်းစုကြည်သည်မြန်မာပြည်သူများ၏မျှော်လင့်ချက်မြန်မာနိုင်ငံ၏ဒီမိုကရေစီရုန်းကန်မှု၏ပြရုပ်အဖြစ်မှာရုပ်ရော့သွားခြင်းမရှိခဲ့ပါမြန်မာပြည်သူအများအပြားကအမေဟုလေးစားချစ်ခင်မြတ်နိုးစေဒေါ်အောင်ဆန်းစုကြည်သည်အသက်80ပြည့်မြောက်လာသည့်တိုင်အောင်စစ်အာဏာရှင်စနစ်ကိုပြည်သူနှင့်အတူနေပြည်တော်အကျဉ်းထောင်ထဲမှဆက်လက်တိုက်ပွဲဝင်နေသည်ကိုကဘာကြီးကြားသိနိုင်ပါစေကြောင်းသူ၏မွေးနေ့ဆောင်ပါအဖြစ်သုံးသပ်တင်ပြလိုက်ရပါသည်ဟုတ်ကဲ့ပါရှင်အခုနားဆင်ခဲ့ကြရတဲ့80နှစ်ပြည့်မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးခရီးကျန်ဆိုတဲ့အတွေ့အမြင်ဆောင်ပါလေးကိုသုတဇော်ကရေးသားပြီးမြန်မာနောင်သတင်းဌာနရဲ့ website မှာ2025ခုနှစ်ဇွန်လ14ရက်နေ့ကဖော်ပြခဲ့ပူတာဖြစ်ပါတယ်ရှင်။နားဆင်ကြကြသူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ ND ပါ။